ညောင်လေးပင်မျိုးဒီပကံတိုင်းလေးရှိလန်းနေပြီးတော့ဒီပေါ်အဝတ်ပေါက်လေးတွေရောက်ပါတယ်ထည့်ချင်ရထည့်လို့ရတယ်နော်ဒီဟာဆို3စင်းပေါက်လေးပါ quality ကောသား quality အရင်ကောင်းပါတယ်ဒီကောင်လေးဆို3စင်းပေါက်ဆိုရင်9000ခွဲဒီဟာလေးဆို2စင်းပေါက်လေးပါ2စင်းပေါက်လေးဆိုရင်9000ခွဲပေါ့နော်ဟိုကောသား quality တော်တော်ကောင်းပါတယ်ပြီးတော့ဒီလိုအမိုက်ပုံလေးတွေလည်းရောက်ပါမယ်သပွဲတင်အမိုက်ပုံလေးတွေเนาะဒီကောင်လေးဆိုရင်6000ပဲရှိမယ်เนาะဒီဟာလေးဆိုရင်ဒီဟာလေးဆိုရင်8000ပါသူကတော့ site အကျိုးလေးပေါ့เนาะဒါဝယ်လို့ရပါပြီပြီးတော့ဒီလိုမျိုးစားခွက်လေးတွေလည်းရောက်ပါမယ်ဒီကောင်လေးဆိုရင်လေလုံးဝဒီလို၄ခွက်တွဲလေးเนาะ၄ခွက်တွဲလေးတွေကိုမှ၄ခွက်တွဲလေးကိုမှဒါလေးကဘယ်လောက်လဲဒီလို၄ခွက်တွဲလေးတွေရောက်ပါမယ်ဒီကောင်လေးဆိုရင်ဟိုဇွန်ထည့်တဲ့ဟာလေးတွေပါဒါလေးဆို3500ပဲရှိမယ်เนาะဇွန်တို့ဘာလို့ကုန်ထည့်လို့ရမယ်ဒီမှာရေစစ်စကားလေးတွေပါမယ်နော်ရေစစ်စကားလေးတွေပါအကုန်ပါပါမယ်ရေစစ်စကားလေးတွေပါအကုန်ပါပါမယ်ဒီဟာဆိုရင်တဆင့်ပကံစင်မှာဒီကောင်လေးဆိုရင်လိုရေစစ်တဲ့ဟာလည်းပါမယ်ဒီအောက်ဆောင်လေးနဲ့ပေါ့နော်အောက်မှာရေခံလေးနဲ့ပါတဲ့အတွက်လေအဲ့လိုရေထုတ်ပြီးတော့သွန်လို့ရတယ်ပေါ့နော်ဒီကောင်လေးဆိုရင်ဒါလေးဆိုဘယ်လောက်လဲဒီကောင်လေးကဘယ်လောက်လဲဒီပကံစင်လေးဆိုရင်ဈေးလေးပြောပြမယ်နော်ရောက်ထားရနော်ဒီမှာရေခွက်တွေရောဒီလိုဘူးလေးတွေရောအကုန်ရောက်ထားပါတယ်အရန်တန်ပါတယ်နော်ဒီကောင်လေးတွေဆိုရင်အများလို့ကျင်လည်းရပါတယ်ဈေးရှိလဲဤပကံဆိုင်မှာရပါမယ်ဤပကံဆိုင်မှာရပါမယ်ဒီမှာဒီဟာလေးဆိုရင်ဒါဆိုအောက်ဟိုပါလက်ဖက်အိတ်လေးတွေပေါ့နော်ကောက်လက်ဖက်အိတ်လေးတွေမှာဒီကောင်လေးဆို9000ပဲရှိရနော် site လည်းလုံးဝ site ကြီးကြီးနော်3000နဲ့ဒါလေးဆို3000လေးတောင်နော်3000လေးအောင်ထည့်လိုက်ရအောင်နော်ဒီလိုမျိုးဥစ္စာတွေလည်းရောက်ထားပါတယ်ဥစ္စာတွေဒီဘက်တွေရောဆောင်းလာပါတယ်လက်ကအများလေးဝယ်လို့ရပါတယ်နော်တခုမှန်တယ်ဒီလိုပေါ့အမှဆုံးထည့်လို့ရမယ်နော်ပကံမာဇွန်ပြင်ဒီအောက်မှာဒီမှာရေးစစ်ပါတယ်လို့ပါတဲ့အတွက်အရင်စစ်ပြပါတယ်။နိုင်ရေးစစ်ပါတော့ခါရဲပါသေးတာပေါ့နော်။စိုက်ကလည်းတစ်လောက်ဆိုင်နော်။တော့ဒီ3000လေးတော့ပါနော်။ရောင်းလို့ဆိုရင်အများကြီးချက်တော့ပြရမယ်နော်။မလေးတွေတော့ဒီလိုရပါမယ်။ဒီကလည်းဒီမှာဒီလိုမျိုးတွေကလေးတွေမှာဒါလေးဆိုတစ်ခါမှတစ်ထောင်နော်။တစ်ခါမှတစ်ထောင်ဒီလို tissue လေးတွေပါမယ်ချစ်စရာလေးတွေဒီလို tissue လေးတွေပါမယ်ဒီလိုမျိုး brush တော့အများကြီးပဲ brush တစ်ခုမှ1500နော်1500မှာဒီလိုပုံလေးတွေပြန်မိုက်တယ်ဒီကစားဆရာလေးတွေဆိုမှလေဒါဟင်းထည့်ပြီးလေးရောင်းအဖုံးလေးရတယ်ဒီမှာဒီလို lock လေးနော်ဆရာလေးဆိုရင်ဒါလေးဆိုအသေးဆို1000ဒီလိုအကြီးမှတစ်ခု1300နော်တစ်ခုမှ1300လိုမျိုးလေးတွေပါ popular ကောပေါ့နော် quality ကတော့ပြောပြအောင်မလို့ပါဘူးရှင်